ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တောက်ကြလေးအတွက်ဖြစ်ပါတယ်ဒီနေ့ကတော့ဒါဘာဖြစ်ဖြစ်ကျွန်တော်တို့ဒါပတ်တီသမားတွေရောမွေးကွက်သမားတွေရောဒါနေတဲ့သမားတွေရောအားလုံးအဆင်ပြေကြမယ်လို့တော့ထင်ပါတယ်ဗျာနော်ကျွန်တော်တို့ဘာလို့ဆိုတော့ဒါကျွန်တော်ပတ်တီကဒီတစ်ပတ်ကပတ်တီကနှလုံးပဲရတယ်ဗျာနော်အစကတော့အင်္ဂါမကျော်ပတ်တီရတယ်ဗုဒ္ဓမကျော်ပတ်တီရတယ်သုံးတေစာတို့ပတ်တီရတယ်ဒီတစ်ခေါက်ကျတော့ကျွန်တော်တို့ကခြားသာပတိမကျော်ပတ်တီရဲ့3ရက်တွေစားတို့ပတ်တီရဲ့အဲ့ဒီနှလုံးလုံးဒါပေါင်းပြီးတော့68ဆိုပြီး86ဆိုပြီးတော့ဆင်းသွားတယ်ပြီးရင်ကျွန်တော်တို့ကဒါမွေးကွက်နဲ့ကျွန်တော်ပေးထားတဲ့9ကွက်ထဲမှာလည်းဒါ86ပါတယ်ပြီးရင်နေတိုင်းထဲမှာလည်း86ပါသွားတဲ့အတွက်ပေါ့နော်မိတ်ဆွေများအနေနဲ့ဒါတော်တော်များများအဆင်ပြေကြမယ်ထင်ပါတယ်ကျွန်တော်ပြောချင်တာကတော့ဒါမိတ်ဆွေများအနေနဲ့ဒါကျွန်တော်ဒီ free group link နဲ့ကျွန်တော်ချလာပေးတယ်ပေါ့နော်အဲ့ဒီထဲမှာလည်းဒါပတ်တီတွေအကုန်လုံးဝင်ပြီးကြည့်လို့ရတဲ့အတွက်ဒါတော်တော်များများအဆင်ပြေသွားမှာပေါ့နော်မြတ်လို့ရှိရင်တော့ထိန်းစော်ပါဒီတစ်ပတ်ကပိတ်ရက်ကလည်း2ရက်ရှိသွားတဲ့အတွက်ဘာဖြစ်ဖြစ်ဒါကျွန်တော်မိတ်ဆွေတွေဒါပေါက်သွားတယ်ဆိုလို့ရှိရင်တော့မြတ်ရင်တော့နည်းနည်းလေးထိန်းစော်ပါဗျာနော်မနေ့ပြန်အတွက်တောက်ကြလေးအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ကတွက်နေအရာပြောလို့ရှိရင်တော့ဒါတစ်လုံးမိုင်ကိုတော့ပို့ပြီးကြိုက်တယ်ပြီးရင်ကျွန်တော်တို့ power အတွဲကဒါထုံးစံအတိုင်းဆိုလို့ရှိရင်တော့သူကအဲ့လိုမျိုးဗနရက်ပဲဖွင့်ပေါ့နော်ဒါ3ရက်လောက်ဖွင့်တဲ့အတွက်တော့နည်းနည်းပြောရတော့ခက်တယ်ဒါပေမဲ့ power အတွဲက9နှစ်တည်းပဲကျန်တယ်သူရဲ့ formula အရသူထုံးစံအရဆိုလို့ရှိရင်တော့ဒီ power အတွဲတွေကအတွဲတွေအားလုံးဆင်းတယ်အတွက်ကျွန်တော်မနေ့ပြန်မှာ9နှစ်တလုံးဆင်းနိုင်တယ်ထင်တယ်ပြီးရင်ကျွန်တော်က1လုံးမိုက်ကိုပို့ကြိုက်တဲ့အတွက်ဒါ1ခွန်1နှစ်ပေါ့နော်ဒီလိုမျိုးတွေရွေးထားပြီးတယ်ပြီးရင်ဒီထဲမှာကတော့ကျွန်တော်တို့ break အနေနဲ့ဆိုလို့ရှိရင်လည်းခွန် break ခွန်လုံးမိုက်ကဒါရက်ချိန်တော်တော်စေနေပြီအဲဒါကြောင့်မိတ်ဆွေများအနေနဲ့ဒါ1ခွန်တစ်ခွက်ကိုတော့ဒါတေချာပေါက်လေးတင်ထိုးသင့်ပါပြီဗျာနော်ပြီးရင်ကျွန်တော်ပြောတယ် break လိုက်ရှင်လို့ရှိရင်တော့ခွန်8 break ပေါ့နော်လိုက်ရမှာဆိုတော့မိတ်ဆွေများအနေနဲ့ break လိုက်ရှင်လို့ရှိရင်တော့ခွန်8 break လိုက်ပါဒါပေမဲ့ကိုကဒါဒီတစ်ပတ်ကနည်းနည်းလေးအမျက်ဆုံးလေးရသွားပြီဆိုလို့ရှိရင်ထိန်းစောလိုက်ပါဘာလို့ဆိုတော့ဒါပိတ်ရက်က2ရက်ရှိတယ်3ရက်ပဲဖွင့်တဲ့အပတ်ဖြစ်တဲ့အတွက်ကိုဒါမိတ်ဆွေများအနေနဲ့ထိန်းစောပါလို့ပဲအဓိကအကြံပြုချင်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒါမနေ့ပြန်မှာကျွန်တော်ကတစ်ပတ်တီကြိုက်တယ်ပြီးရင်ကျွန်တော်တို့ဒါ9ချိန်ကိုကြိုက်တဲ့အတွက်ဒါကျွန်တော်တို့ကတ်ပေးလိုက်လို့ရှိရင်တော့ကျွန်တော်ကဒါ1ခွန်1နှစ်ပေါ့နော်ဒီကောင်လေးနေရှိမယ်ပြီးရင်ကျွန်တော်နေ့လည်ကတင်ထားပေးတဲ့ဗီဒီယိုတစ်ပုဒ်ရှိတယ်အဲ့ဒီမှာ1-5ဆင်းပြီးတဲ့ခါတိုင်းမှာထိုးတင်တာက1-3ရယ်1-4ရယ်1ခွန်ရယ်ဆိုတော့ကျွန်တော်တို့ဒီကြံနဲ့ဒါ1-3နဲ့1-4ကိုပြန်ကတ်ပေးလိုက်တယ်ပြီးရင်ခွန်ဘရိတ်ခွန်လုံးမှဖြစ်အောင်လို့ဆိုပြီးတော့အဲ့ဒါလေးကိုဒါအရန်ထဲမှာကျွန်တော်ထည့်ပေးလိုက်ပါတယ်80ခွန်9ပေါ့နော်ပြီး2-5ပေါ့ဒီဟာလေးတွေကိုကျွန်တော်ဒါအရန်ထဲမှာထည့်ပေးလိုက်တယ်မိတ်ဆွေများအနေနဲ့ဒါပါဝါကြိုက်လို့ရှိရင်တော့2ခွန်တစ်ခွက်ကိုတော့ဒါထည့်ပြီးတော့ထိုးလိုက်ပေါ့ဗျာနော်ကျွန်တော်ပြောသလိုပဲကျွန်တော်တို့ကတော့ဒါကျွန်တော်အမြဲတမ်းပြောတယ်အမြဲတမ်းလည်းမမှန်နိုင်ဘူးအမြဲတမ်းလည်းမမှားနိုင်ဘူးအဲကြောင့်မိတ်ဆွေများအနေနဲ့ထိပြီးဆော့ပါလို့ပဲအကြံပြုချင်ပါတယ်ဒီတစ်ပတ်ကတော့ဒါကျွန်တော်မိတ်ဆွေတွေလည်းငလှင်တန်တွေရောပြီးရင်တကြံတွေရောအားလုံးရှုပ်ရက်နေလို့ကျွန်တော် group လေးကိုတော့ဒါ free လေးလောက်ထားပေးပါတယ်ဗျာနော်နောက်တစ်ပတ်ကြာလို့ရှိရင်တော့ဒါကျွန်တော်ကတော့3000ပါပဲဒါ group ကဒီပတ်တီရဲ့နေတိုင်းရဲ့မွေးကွက်ရဲ့အားလုံးပါ3000ပါအချိုးတွေကကြတော့ဒီကျွန်တော်တို့ယူတဲ့ဟာကိုဥမာကိုကတလုံးပဲလိုက်ဗျာဥမာ8ကိုလိုက်မလား8နဲ့ပတ်သက်ပြီးတော့တလုံးလိုက်8ပတ်တီထွက်သွားလို့ရှိရင်ရက်လိုက်နောက်တဲ့ကျန်တဲ့ပတ်တီတွေကိုဒါဆက်လိုက်ချင်မှလည်းလိုက်ဖို့ဗျာဘာလို့အဲ့လိုမျိုးလေးဟိုဥမာတစ်ပတ်ကိုတသိန်းလောက်မြတ်သွားပြီဆိုတော်လိုက်တော့အဲ့လိုမျိုးကြီးကစားလို့ရှိရင်တော့ကျွန်တော်တော့ပို့ပြီးတော့အဆင်ပြေတယ်လို့တော့ယူဆပါတယ်ကျွန်တော်လည်းအဲ့လိုပဲကစားတာပေါ့နော်အဲကြောင့်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီတစ်ပတ်ကတော့မြတ်တယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးထိန်းစော်ပါနောက်တစ်ပတ်ကျမှကျွန်တော်တို့စားတူထပ်ပြီးတော့ထပ်ယူကြတာပေါ့ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ